ရီယယ်မက်ဒရစ်လူငယ်အသင်းစီပြောင်းရွှေ့တော့မှလာရိုနယ်ဒိုဂျူနီယာအသက်15နှစ်အရွယ်စီယိုနယ်ဒိုဂျူနီယာဟာဒီအပတ်ထဲမှာရီယယ်မက်ဒရစ်အသင်းရဲ့အသက်16နှစ်အောက်အသင်းနဲ့တူဗယ်တီဗီဘက်စ်လေ့ကျင့်ရေးကွင်းမှာလေ့ကျင့်ခန်းဆင်နေခဲ့ပါတယ်။ဒါဟာနာမည်ကျော်လာဖက်ဖရစ်ကာလူငယ်အကယ်ဒမီကိုဝင်ရောက်ဖို့ခြေလှမ်းပြင်လိုက်တာလည်းဖြစ်ပါတယ်။လက်ရှိမှာဆော်ဒီကလပ်အန်နာဆာလူငယ်အသင်းမှာကစားနေတဲ့ရိုနယ်ဒိုဂျူနီယာဟာသူ့ဖခင်လိုပဲဥရောပထိပ်တန်းကလပ်တွေဖြစ်တဲ့မန်ချက်စတာယူနိုက်တက်နဲ့ဂျူပင်တက်လူငယ်အကယ်ဒမီတွေမှာလည်းအတွေ့အကြုံရှိခဲ့ဘူးသူပါမင်္ဂလာပါမြန်မာချင်းနဲ့ဘောလုံးကစားခြင်းသူများအတွက်ဘော်ဒီဘက်လာပါပြီဒါအပြင်ပေါ်တူဂီလက်ရွေးစင် U15 နဲ့ U17 အသင်းတွေမှာလည်းပါဝင်ကစားနေပြီးသူ့ဖခင်လိုပဲဂိုးသွင်းဗီဇရှိသူဖြစ်နေမယ်ကြော်ကြားနေပါတယ်။ရီယယ်မက်ဒရစ်အသင်းဟာရိုနယ်ဒိုရဲ့မိသားစုအတွက်တော့အမှတ်တရတွေအများကြီးရှိနေတဲ့နေရာပါ။ရိုနယ်ဒိုဟာရီယယ်မက်ဒရစ်အသင်းအတွက်438ပွဲမှာ450ဂိုးသွင်းပြီးဂန္ဓဝင်ဖြစ်ခဲ့သလိုချန်ပီယံလိ4ချိန်ထိလည်းရယူထားနိုင်ခဲ့တာပါ။အခုဂျူနီယာအနေနဲ့ဒီအဖြူရောင်ဝစ်စုံကိုပြန်လည်ဝစ်စုံခွင့်ရရှိခဲ့တာဟာအင်ကိုပြန်ရောက်လာသလိုမျိုးခန်းစားချက်မျိုးကိုပေးစွမ်းနိုင်မှာဖြစ်ပါတယ်။လက်ရှိမှာတော့လေ့ကျင့်ခန်းဆင်းနေတဲ့အဆင့်ပဲရှိနေသေးပေမဲ့ရိုနယ်ဒိုရဲ့မျိုးဆက်သစ်တစ်ခုကိုဘာနေမျိုးကွင်းကြီးမှာပြန်လည်မြင်တွေ့ရဖို့ပရိသတ်တွေကတော့အားခဲနေခဲ့ကြပါပြီ။ဂျူနီယာကတော့ဖခင်ဖြစ်သူရိုနယ်ဒိုရဲ့အနီးကပ်လေ့ကျင့်မှုစီးစနစ်ကြီးမှုတွေနဲ့အတူကြီးပြင်းလာခဲ့တဲ့သူပါ။ဒါကြောင့်မလို့အခြားသောကစားသမားတွေထက်ခွဲထွက်နေပြီးအများကြီးထိုးချွန်နေတာပါ။ရိုနယ်ဒိုကိုယ်တိုင်ကစီကံပိုင်းကိုတင်းကျပ်တဲ့သူဖြစ်တာမလို့ဂျူနီယာကလည်းစီကံပိုင်းနဲ့စ조사မှုပိုင်းမှာတော့ပြောစရာမလိုအောင်ကောင်းမွန်လာပါတယ်။အနာဂတ်မှာတော့ဂျူနီယာတယောက်အဖေးချရာကိုအပြည့်အဝနင်းသွားမဲ့ပုံပါပဲ